ဒီဇလန်လေးက CCTV စောင့်ကြည့်ရေးခေတ်ဟာတစ်ခုကနေစတာဗျ။အဲ့ဒီမှာအလုပ်လုပ်တဲ့အမျိုးသမီး2ယောက်ကအသိရောက်လာတဲ့ဂျောင်ဘူးဆိုတဲ့ကောင်လေးအကြောင်းအတင်းဖြိုးနေကြတာ။အကြောင်းကတော့ဂျောင်ဘူးကအိမ်ထဲမှာတောင်နေကမျက်မှန်အမဲကြီးတကောက်ကောက်နေမှုထူးဆန်းနေလို့ပေါ့။အဲ့ဒီအချိန်မှာပဲကင်မရာထဲမှာစိုက်ကဲထိုးကို2ယောက်ကမင်းကလေးတစ်ယောက်စီကအဲ့လူကေးတာကိုမြင်လိုက်ရရော။တယုံလုံးလဲအုတ်အော်တောင်းတင်ထုကီရဲကိုအကြောင်းကြားထူကိုနောက်ကိုကင်မရာတွေနဲ့အသေးအတန်လိုက်ကြည့်ကြတာပေါ့။ဒါပေမဲ့ထူကိုတွေကမျက်စိတမိတ်အတွင်းပျောက်သွားလို့အားလုံးလက်လျှော့ချင်းနေတော့မှဂျောင်ဘိုးကတခြားကင်မရာတစ်ခုကနေထူကိုတွေဘဲမှလဲဆိုတာကိုကွက်ကွက်ကွင်းကွင်းမြင်လိုက်ပြီးဖမ်းခိုင်းလိုက်နိုင်တယ်။လူတိုင်းကဂျောင်ဘိုးကိုချီးကျူးနေကြပေမဲ့သူ့မှာလူဝက်ချက်တစ်ခုရှိတယ်ဗျာ။အဲ့ဒါကတော့သူဟာအရာရာကို slow motion လို့အနှွေးပြကွက်လို့မြင်နေရတာပဲ။ဒါဟာတကယ်တော့ရှားပါတဲ့မျက်စိယောဂတစ်ခုပေါ့။ငငယ်ကအပြေးပြိုင်ပွဲမှာအဲ့ဒီလိုဆက်ဖြစ်လို့ဆရာဝန်နဲ့ပြတော့ဆရာဝန်ကမင်းဟာလှုံ့ဆော်နေတဲ့အရာတွေကိုတာမန်ထက်ပိုပြီးအသေးစိမ်မြင်နိုင်စွမ်းရှိတယ်။ဒါပေမဲ့အားဆိုင်လုံးရင်မူးဝေပြီးနောက်ဆုံးမှာမျက်စိကွယ်သွားနိုင်တယ်လို့သတိပေးခဲ့တာ။အဲ့ဒါကြောင့်လဲသူကနေကမျက်မှန်အမြဲတတ်ထားရတာပေါ့။ဂျောင်ဘူးရဲ့ငယ်ဘဝကတိတ်မသားရဘူးဗျာ။မျက်မှန်တက်လို့ကျောင်းမှာအမြဲအနှိမ်ခံရတယ်။သူ့မှာစူမီဆိုတဲ့တငယ်ချင်းမလီတယောက်ပဲရှိတာ။ဒါပေမဲ့စူမီပါသူ့ကြောင့်အနှိမ်ခံရတော့နောက်ဆုံးမှာစူမီလဲသူ့ကိုထားခဲ့ရော။အဲ့ဒီလိုနဲ့ဂျောင်ဘူးဟာအပြင်းမထွက်ပဲအိမ်ထဲမှာပဲအောင်းပြီးဒရာမာကားတွေကြည့်ရင်10နှစ်ကျော်ဖြတ်ထိုင်းခဲ့ရတယ်။ဖခင်ဖြစ်သူဆုံးဖွားသွားပြီးတဲ့နောက်မှာတော့မိသားစုအထွတ်အလုပ်လုပ်ဖို့ဆိုပြီးခုနှစ်က CCTV ရုံးမှာအလုပ်ဝင်ခဲ့တာပါ။အလုပ်မှာသူကဘသူနဲ့မှစကားမပြောဘူး။တနေ့တော့လုတ်ဖော်ကင်ဖက်ကသူ့မှာရီးစားရှိလာလို့မေးရကနေငဲတငယ်ချင်းစူမီကိုတတိယသွားတော့တယ်။အဲ့ဒါနဲ့သူကစူမီကိုလိုက်ရှာတော့တာပေါ့။ကန်ကောင်းကျင်တော့စူမီကိုတွေးခဲ့ပေမဲ့စူမီကအကျွေးတွေတင်ပြီးဒုက္ခရောက်နေတာ။ဂျောင်ဘူးကသူမရှိကိုတဲတဲ့မထွက်ရဲပဲကင်မရာတွေကနေပဲသူမကိုတိတ်တိတ်လေးစောင့်ရှောက်ခဲ့တယ်။မိုးရွာရင်ထိထွားမိုးပေးတယ်။သူမနားနာနေထိုင်ဖို့လမ်းပြီးမှာဆိုဖာလေးထွားချပေးတယ်ပေါ့။တကယ်တော့ဂျောင်ဘူးလိုက်နေတဲ့မိန်းကလေးကစူမီမဟုတ်မှနှောင်မထိလိုက်ပေမဲ့သူကတော့တင်းအောစင်ထစ်သွားပြီလေ။နောက်ပိုင်းစူမီနဲ့တကယ်စုံကြတဲ့အခါမှာတော့ဂျောင်ဘူးရဲ့စိတ်ရင်းကိုတိပြီးသူတို့ညောက်ပြန်နီးဆက်သွားကြတယ်။ဒါပေမဲ့ကန်ချမာကမျက်နှာမသားမပြီးပြန်ဘူးဗျာ။ဂျောင်ဘူးရဲ့မျက်စိအခြေအနေကပိုဆိုးလာပြီးမကြခင်မှာကွယ်တော့မဲဆိုတာသိလိုက်ရတယ်။အဲ့ဒါကြောင့်သူဟာမျက်စိမမြင်ရတော့မင်းနေ့အတွက်ခြေလိုင်းတွေကိုရေးတွက်ပြီးလမ်းတွေကိုမှတ်သားထားရရှာတယ်။ဇက်ရှင်တက်လာတာတော့တနေ့မှစူမီကိုလူပြန်ပဲသမားတရကဖမ်းဖို့ကြိုးစားတဲ့အချိန်ပဲ။ဂျောင်ဘူးကမျက်စိကလည်းတိတ်မမြင်ရတော့တဲ့ခြားမှာစပိန်လက်နဲ့အသေးအတန်သွားပြီးစူမီကိုကယ်ခဲ့တယ်။စူမီဘေးခိုင်းသွားပေမဲ့ဂျောင်ဘူးကတော့လုံးဝကွယ်တယ်လို့ဖြစ်သွားခဲ့ရတယ်။သူဟာစူမီကိုဝုံထူကုံလောင်မှုမချစ်စေခြင်းလို့သူမစီကဝေးရာကိုထွက်သွားခဲ့တယ်။လငယ်နဲ့ကြတော့စူမီဟာကော်ဖီဆိုင်မှာထိုင်နေတဲ့ဂျောင်ဘူးကိုတွေ့လိုက်တယ်။သူမဝမ်းသာအားရဲ့တွားခေါ်ပေမဲ့ဂျောင်ဘူးကမျက်မှန်လက်တံလေးထုတ်ပြီးတခြားဘက်ကိုလိုက်လျှောက်သွားတာမြင်လိုက်ရတော့စူမီမှာရင်ကွက်မတက်ခံစားလိုက်ရတာပေါ့။သူမဂျောင်ဘူးနောက်ကိုတိတ်တိတ်လေးလိုက်သွားတော့ပန်းချီပြခန်းတစ်ခုကိုရောက်သွားတယ်။အဲ့ဒီမှာသူမရဲ့ပုံတွေကိုဂျောင်ဘူးကမှတ်မြတ်နဲ့ဆွဲထားတာတွေကိုတွေ့လိုက်ရတယ်။နောက်ဆုံးမှာတော့ဂျောင်ဘူးဟာသူမဂျောင်ဘူးနောက်မှာရှိနေတယ်ဆိုတာကိုသိနေခဲ့ပါတယ်။ဒီနေ့ဘဲသွားခြင်းလဲလို့သူကမေးလိုက်တဲ့အခါမှာတော့စူမီဟာမျက်ရည်တွေနဲ့အတူဂျောင်ဘူးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတော့တယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးဟာမျက်စိနဲ့မမြင်ရပေမဲ့နှလုံးသားနဲ့မြင်လိုက်နိုင်ကြရင်လည်းပြီးဆုံးသွားခဲ့ပါတယ်ဗျာ။ဒီဇာတ်လမ်းလေးကိုသဘောကျရင်ဒီလိုမျိုးနောက်ထပ်ရုပ်ရှင်အချင်းချုပ်တွေကိုပုံမြင်ပြောပြသလိုနားထောင်ခြင်းသေးလားဗျာ။ဘယ်လိုအမျိုးအစား drama, action, horror ကိုပိုစိတ်ဝင်စားတယ်လဲပြောပြပေးပါဦး။